င်္ဂလာပါဒီနေ့မှာမပြောလို့မရှိတဲ့သို့မဟုတ်တိတ်တိတ်လေးနဲ့ဖြစ်နေတဲ့ခန္ဓာကိုယ်အကြောင်းတစ်ခုဖြစ်တဲ့ဝမ်းချုပ်ခြင်းအကြောင်းပြောပြဖို့လာပါတယ်အခုချိန်မှာဒီအကြောင်းကိုမပြောလို့မရှိပေမဲ့အိန္ဒိယမှာတိတ်တိတ်လေးဖြစ်လာတဲ့ကပ်ရောဂါတစ်ခုပါဝမ်းချုပ်ခြင်းဆိုတာဘာလဲဝမ်းချုပ်ခြင်းဆိုတာတစ်ပတ်အတွင်းဝမ်းထုတ်တာနည်းနည်းလေးသို့မဟုတ်နည်းနည်းလောက်ပဲဖြစ်တာကိုဆိုလိုပါတယ်တစ်ပတ်လေးရင်3ချိန်ခန့်နေရင်ဝမ်းချုပ်မိတယ်လို့ကျွန်တော်တို့ပြောပါတယ်ဒါဆိုရင်ဝမ်းချုပ်ခြင်းရဲ့အကြောင်းရင်းတွေကဘာတွေလဲအများအားဖြင့်ကျွန်တော်တို့ရဲ့နေထိုင်မှုစရိုက်ပြောင်းလဲမှုကအဓိကအကြောင်းရင်းပါပဲငယ်တုန်းကတည်းကကျောင်းမှာလဲ3လီတာလောက်ရေတောက်ဖို့နဲ့အသီးအနှံဟင်းသီးဟင်းရွက်တွေအပြည့်အဝစားဖို့ပြောကြပါတယ်ဒါကိုပြောတဲ့ရည်ရွယ်ချက်တစ်ခုရှိပါတယ်တိုးတောင်းစွာပြောရရင်ယနေ့ခေတ်မှာဖိုင်ဘာနေခြင်းရေနေခြင်းနဲ့လေ့ကျင့်ကံမလုပ်ခြင်းတွေကဝမ်းချုပ်ခြင်းရဲ့အကြမ်းဖျင်းအကြောင်းရင်းတွေဖြစ်ပါတယ်ကိုယ်ဝေဆောင်မိန်းကလေးတွေမှာတော့ကိုယ်ဝေဆောင်စဉ်အတွင်းပုံများလာတဲ့ progesterone ဟော်မုန်းကြောင့်ဝမ်းလျှောလှုပ်ရှားမှုနည်းသွားတာကြောင့်ဝမ်းချုပ်ခြင်းဖြစ်တတ်ပါတယ်အထူးသဖြင့်တိုင်းဟိုက်ယောဂရှိသူတွေမှာလည်းဝမ်းလျှောလှုပ်ရှားမှုနည်းတာကြောင့်ဝမ်းချုပ်ခြင်းဖြစ်တတ်ပါတယ်ဝမ်းချုပ်ခြင်းရှိရင်ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကဘာတွေလဲဟုတ်ပါတယ်လူတွေကဝမ်းလျှောထုတ်ဖို့အားကြီးစူးစမ်းရတဲ့အခါမှာFine Fissure Fistula လို့ပြဿနာတွေဖြစ်လာနိုင်ပါတယ်အများအပြားလဲသူတို့ကအနယ်ရက်တန်ကနေသွေးထွက်တာနဲ့ဆေးရုံကိုလာရောက်ပြတတ်ကြပါတယ်ဒါဆိုရင်ဝမ်းချုပ်ခြင်းကိုဘယ်လိုကုသနိုင်မလဲဆိုတာကတော့ Apollo Specialty Hospital Vancouver မှာဝမ်းချုပ်ခြင်းအထူးကုလေးတစ်ခုရှိပါတယ်ဒီကလနစ်ကနိုင်ငံတော်ဝန်လုံးမှာဝမ်းချုပ်ခြင်းအကြောင်းအသိပညာပေးနေတဲ့နေရာတစ်ခုပါဒီမှာဝမ်းချုပ်ခြင်းကိုပဲမကကုသပေးတာမဟုတ်ဘူးဝမ်းချုပ်ခြင်းဖြစ်စေတဲ့အကြောင်းရင်းနဲ့ဝမ်းချုပ်ခြင်းကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေကိုပါဆေးဝါးဖြစ်စေခွဲစိတ်ကုသမှုဖြစ်စေကုသပေးပါတယ်ကျေးဇူးတင်ပါတယ်